နိုင်ငံကြီးတွေမှာဗုဒ္ဓဘာသာလည်းမဟုတ်ဘူးဒီတချို့များတထေးကြီးတွေဟာလေတဲ့တနေ့သုံးလိုက်တဲ့အသုံးစရိတ်ဟာဒီဗမာနိုင်ငံကတထေးတွေရဲ့ဒီတသက်သုံးစာလောက်တယ်တဲ့ဗမာနိုင်ငံကပစ္စည်းရှိတဲ့သူတွေရဲ့တသက်လုံးသုံးလောက်တဲ့စီစိန်ကိုသူတို့ကတနေ့တည်းသုံးပြလိုက်တာပဲတဲ့တလောက်ပေါ်တယ်တဲ့ဒါဗုဒ္ဓဘာသာမဟုတ်ဘူးတဲ့ပြီးတော့ဗုဒ္ဓဘာသာနိုင်ငံဟာအညံ့ဆုံးဖြစ်နေတယ်ပီဟိုတို့လာအိုတို့ကမ္ဘောဒီးယားတို့ယူရီးယားတို့ဗမာနိုင်ငံတို့ဒီနိုင်ငံကလေးတွေဗုဒ္ဓဘာသာနိုင်ငံကလေးတွေကလူတွေဟာအညံ့ဆုံးဖြစ်နေကြတယ်တဲ့ဒါဘယ်နဲ့အဓိပ္ပာယ်တော့တဲ့ဒါဟုတ်တယ်စိတ်တဲ့ဇဝိဇဝါဖြစ်စေဘုန်းကြီးကပြောကျင်လိုက်တာဘုရားအလောင်းပါရမီဖြည့်တော့ဗုဒ္ဓဘာသာအဖြစ်နဲ့ဖြည့်တဲ့ဘဝဘယ်နှဘဝများတွေ့ခဲ့ဘူးတို့ကဲဇာတိ10ဘက်ကိုအကျဉ်းစားစဉ်းစားကြစို့အင်းမိမင်းဗုဒ္ဓဘာသာဘဝမဟုတ်ဘူးဘုန်းကြီးမရှိဘူးအင်းမိမင်းမဟာသနကမင်းဗုဒ္ဓဘာသာမဟုတ်ဘူးသူတို့ကုသိုလ်တွေသူတို့ပြုသွားတာပဲမဟာသနကမင်းကလည်းကုသိုလ်တွေပြုသွားတာပဲဗုဒ္ဓဘာသာမဟုတ်ဘူးအင်းမိမင်းကလည်းကုသိုလ်တွေပြုတော်တွေထွက်တရားတွေကျင့်ဆံရဗုဒ္ဓဘာသာမဟုတ်ဘူးသူ့ဝဏ္ဏရှံတော်တယ်မှာမေတ္တာနဲ့နေရှာတာဗုဒ္ဓဘာသာမဟုတ်ဘူးမိဘလည်းဗုဒ္ဓဘာသာမဟုတ်ဘူးနေမိမင်းကြီးတနေ့တုန်းကပြောလိုက်တဲ့နာရဒဗြဟ္မာမင်းကြီးဗုဒ္ဓဘာသာမဟုတ်ဘူးအကုန်လုံးပေါ်လေဝိသန္တရာမင်းကြီးပါဗုဒ္ဓဘာသာဟုတ်ကြလားဘယ်ဘုန်းကြီးကတရားဟောတော့သူကယသိတွေအလူပေးနေတာပဲဘယ်သူကမှလာတရားမဟောဘူးဒီတော့ကလူတွေကဗုဒ္ဓဘာသာတွေမှကုသိုလ်ကံပြုတတ်တယ်ဗုဒ္ဓဘာသာမဟုတ်ရင်မပြုတတ်ဘူးလို့ဆိုတော့ဘုရားအလောင်းပါရမီဖြစ်တဲ့ဥစ္စာတွေဟာဗုဒ္ဓဘာသာမဟုတ်တဲ့ဘဝတွေကြီးများတယ်ဘုရားအလောင်းလေးသိချင်းနဲ့ကဘာတသိန်းထဲမှာနှစ်ကြိတ်လေးစုတာဘုရားပွင့်တယ်ဗုဒ္ဓဘာသာဆိုတဲ့ဘာသာ24ခါသာပေါ်ခဲ့တယ်ကျန်တဲ့အချိန်တွေဗုဒ္ဓဘာသာခေတ်ကိုမဟုတ်ခဲ့ဘူးအဲ့ဒီအတော်တွင်မှာဘုရားအလောင်းလေးပါရမီဖြစ်တော်မူလာလိုက်ကြတာဒီတော့ကိုဒါလေးကိုပထမဆုံးနားလည်ပါလေဒီတော့ကခုနကတထေးကြီးတွေဗုဒ္ဓဘာသာမဟုတ်ပေမဲ့သူတို့လည်းသူတို့နီးသူတို့ဟန်နဲ့လွန်ခဲ့တဲ့ဖြစ်လျာဘဝတုန်းကကုသိုလ်တွေဖြစ်မှာပေါ့ဒီကနေ့ကြတော့နမိတ်တွေဖြစ်မှာပေါ့နမိတ်တွေထင်တဲ့အခါကျတော့အမျိုးမျိုးသောကံကြောင့်တချို့ကခုနကပေါ်များတဲ့နိုင်ငံမှာသွားပြီးတော့ပဋိသန္ဓေနေကြမယ်အဖေကတထေးလေအမေကတထေးလေသူတို့ကြတော့တထေးလေဘာပြောစရာရှိဗုဒ္ဓဘာသာနဲ့ဘာဆိုင်ဗုဒ္ဓဘာသာနဲ့ဘာမှမဆိုင်ဘူးအဖေတထေးအမေတထေးနဲ့သာဆိုင်တယ်နိုင်ငံကြီးနဲ့သာဆိုင်တယ်အဲ့ဒါနဲ့သူတို့သုံးလို့မကုန်နိုင်အောင်ပေါ်ကြတယ်သုံးလို့မကုန်နိုင်အောင်ပေါ်တော့ကဒီလူတွေကသုံးကြီးပြည့်နေသလားလို့ဆိုတော့သုံးလို့မကုန်နိုင်တော့ဆေးရုံတွေတိဆောက်ကြတယ်ကံကဆေးရုံတွေတိဆောက်ကြတယ်သူတို့ပိုက်ဆံကြောင့်ဆင်းရဲတဲ့သူတွေကျမ်းမှာချမ်းသာစေခြင်းလိုက်တဲ့မေတ္တာကရုဏာကြီးမားလိုက်တာကံကစာသင်ကျောင်းတွေတဲ့ထူးထူးခြားခြားသင်နိုင်အောင်လို့စာသင်ကျောင်းတွေထောက်ပံ့ပေးနေတယ်မရှိဆင်းရဲတဲ့သူတွေကြက်ချင်ဒီအသင်းဆိုပြီးတော့တကယ်ငွေတွေထည့်ပြီးတော့ထောက်ပံ့ပေးနေကြတယ်ဆေးရုံတွေဆောက်တယ်စာသင်ကျောင်းတွေတည်တယ်မရှိဆင်းရဲတဲ့သူတွေကြီးပွားအောင်လို့နိုင်ငံတွေကိုထောက်ပံ့ပေးနေတယ်နဲတဲ့တတ္တိတွေလားနဲတဲ့ကံတွေလားဒီလူတွေကရှေ့ကိုတက်ကြပါဦးမယ်ရှေ့ကိုတိုးကြပါဦးမယ်အကဲ၍များအရိမတိယဘုရားလက်ထက်မှာသူတို့ကလူအဖြစ်နဲ့ဆိုလို့ရှိရင်ဘုရားစီရောက်ကြပါဦးမယ်ဘုရားစီရောက်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့သစ္စာလေးပါးတရားကိုနားရပါဦးမယ်ဒီလူတွေဒီဉာဏ်ရှိတဲ့လူတွေနာတော့ကကြော်တန်းဝင်ခြင်းရင်လည်းဝင်သွားမယ်ဒါမှမဟုတ်နောက်ဘုရားလက်ထက်ကြော်တန်းဝင်ဖို့ရအထောက်ပံ့ကောင်းကောင်းကြီးရသွားကြပါမယ်ဒါကြောင့်ဗုဒ္ဓဘာသာဆိုပြီးတော့စိတ်ကြီးဝင်မနေကြပါနဲ့ကောင်းကောင်းနေကြဖို့အရေးကြီးပါတယ်ဗုဒ္ဓဘာသာဆိုပြီးတော့အမှတ်တမဲ့နဲ့နေလို့ရှိရင်တော့တခြားကလူတွေကဘုန်းကြီးတို့အပေါ်မှာကြော်ပြီးရင်သွားကြပါလိမ့်မယ်နိုင်ငံငယ်ကလေးတွေမှာဗုဒ္ဓဘာသာတွေဖြစ်နေတာကတော့နိုင်ငံငယ်ကလေးတွေကစားစရာကလေးတွေရှိတယ်ပြီးတော့ဘုန်းကြီးတွေကစားစရာကိုမှီပြီးတော့ဘုန်းကြီးတွေဖြစ်ရတယ်အဲ့ဒီဘုန်းကြီးတွေကဟောပြောပြီးတော့ပြီးတော့မှသူတို့က
အသိဉာဏ်တွေရင့်ကျက်ပြီးတော့လာခဲ့တယ်ငကိုတုံးကဗမာနိုင်ငံရဲ့အသိဉာဏ်ဟာလှမ်းပြီးတော့ကြည်စမ်းအကြီးကြီးတွေကိုလက်ခံပြီးတော့နေကြတဲ့ကောကဗမာနိုင်ငံဘယ်တော့ညံ့နေတော့အကြီးကြီးတွေလက်ခံရမှာမဟုတ်ဘူးအကြီးကြီးတွေကိုမောင်းထုတ်ရမှာအဲ့ဒါကိုရှင်းမရင်နဲ့တကွာအကြီးကြီးတွေလက်ခံပြီးတော့လာခဲ့တာကိုကဗမာနိုင်ငံရဲ့အသိဉာဏ်ဘယ်လောက်ညံ့နေတော့ရှင်အရဟံသာမပါလို့ရှိရင်ဗမာနိုင်ငံဓာတ်တဲ့အသိဉာဏ်ရပါမယ်ညံ့ပါမယ်ရှင်အရဟံကြွလာပြီးတော့ဗုဒ္ဓတရားတော်တွေပါလာလို့ဒီအခြေအနေဒီအရေးချင်းတွေကိုမြင်ရတာပါအကဲ၍မြန်ဗုဒ္ဓဘာသာသာမဖြစ်လို့ရှိရင်ဗုဒ္ဓမြတ်စွာရဲ့တရားတော်တွေသာမပါလာလို့ရှိရင်တော့ဗမာနိုင်ငံခုအထိတည်းတဲ့ညံ့ပါဦးမယ်အဲ့ဒါလေးကိုနားလည်ကြပါဒါပေမဲ့ဘုန်းကြီးကဗုဒ္ဓဘာသာဖြစ်ရတာကတော့ဘုန်းကြီးကမလဲဘူးဟိုကဒီတထေးကြီးတွေနဲ့မလဲဘူးအခုစားတော့ဟုတ်တယ်ပဲတော့ကြော်လေးဘာလေးစားနေတယ်မလဲဘူးဘုန်းကြီးတို့တစ်သက်သုံးတဲ့အသုံးကိုသူကတစ်နေ့တောင်မသုံးတော့သေးဘူးဒါမလဲဘူးဒါပေမဲ့ဘာဖြစ်လို့တုံးလို့ဆိုတော့ဘုန်းကြီးတို့ကဇာတိပိဒုက္ခသရာပိဒုက္ခသရာပိဒုက္ခယာတိပိဒုက္ခမရဏံပိဒုက္ခံပြင်းနေပြီလေပဋိသန္ဓေနေရတဲ့ဒုက္ခကြားနေကြပြီလေသိနေကြပြီလေအိုးရတဲ့ဒုက္ခနားရတဲ့ဒုက္ခဒါတွေသိနေကြပြီလေသူတို့ကတော့မသိတသိသိလည်းအရေးမကြည့်ဘူးဒုက္ခမဖြစ်အောင်သူတို့ကတော့ကြိုးစားပေးနေတာဖြစ်တဲ့သူတွေနဲ့ကွဲပြီးတော့နေရတဲ့ဒုက္ခမုန်းတဲ့သူတွေနဲ့အတူတူနေရတဲ့ဒုက္ခဘုန်းကြီးတို့ကဒါတွေတွေးပြီးတော့တတိရတော့သန္တရာကြီးတဲ့မှာကြားချင်နေဖို့မကောင်းဘူးလို့ညှင်းငွေတဲ့ညံကလေးရလာတာကသူတို့တွေမသာဘူးလားသူတို့ဘယ်တော့မှတသက်လုံးဒီညံမျိုးမဖြစ်ဘူးဘုန်းကြီးတို့ကမကြာခဏဖြစ်ဒီညံကသားလာပြီနော်ငရဲတရိစ္ဆာန်ပိဋ္ဌာရှိတယ်လို့ဆိုတာကိုဘုရားမြတ်စွာဟောတော်မူတဲ့ယုတ်တိယုတ်ဓာတ်တွေနဲ့စဉ်းစားကြတယ်ဟုတ်တယ်ရှိတတ်တယ်တရိစ္ဆာန်တွေဆိုတဲ့ဥစ္စာရှိလိုက်တယ်သူကံကြောင့်သူဖြစ်လာတာဒါတွေဘုန်းကြီးတို့ကယုံကြည်တယ်လေသူတို့ကမယုံကြည်ဘူးငရဲရှိတယ်ဆိုတာသူတို့ကမယုံကြည်ဘူးယခုတစ်ဆေတို့ဘာလို့သူတို့နည်းနည်းလေးယုံလာကြပြီယုံလာလို့လေယုံဝါးဝါးနဲ့ဘာဒီမှလည်းမသိဘူးသူတို့ခုဒီစာတွေရေးကြပြီဖတ်ကြပြီတစ်ဆေတွေရှိနေပြီသူတို့ဆွေတွေမျိုးတွေတစ်ဆေဖြစ်တာတွေလည်းသူတို့မဖတ်ရပြီဒါလည်းဘာတွေတုံးသူတို့မှခုမှဘာတွေတုံးရှိသေးတယ်သူတို့ကကာယကခွေးရှိသေးတယ်ဒီနေရာမှာဘုန်းကြီးတို့ကဟိုအထက်ဒီမင်္ဂလာတုတ်တွေဘာတွေရောက်ကုန်ပြီဘုန်းကြီးတို့ကဒီအတိမတော့မင်္ဂလာတုတ်တွေရောက်ကုန်ပြီဘုန်းကြီးတို့ကဟိုပဋ္ဌာန်းတွေရောက်လာပြီလေဒီအတိကြတော့ကိုသူတို့ကခုမှကာယကခွေးစာတော့ရှိသေးတယ်လာမယ်ဒီလိုက်လာမှမတိမသေးပဲနေတာစောင့်နေဘုန်းကြီးကတော့စောင့်နေခြင်းတာလိုက်လာမှဘုန်းကြီးတို့နောက်ကိုလိုက်လာမှဒါတွေရောက်လာလိမ့်မယ်သူတို့ကအခုကာယကခွေးတက်ပြီတစ်ဆေးရှိတယ်ဘယ်လိုသေးသွားတယ်ဟိုဘက်ဘဝမှာပြောနေတယ်သူတို့ကာကြီးခါခွေးကာကြီးရကတော့ဘာလို့နဲ့တက်လာပြီဒီကပဋ္ဌာန်းရောက်နေပြီလေပဋ္ဌာန်းရောက်နေပြီအဲ့ဒီဟာမှာသူတို့တက်ကွာသွားပြီဘုန်းကြီးတို့ကတခါကုသိုလ်ပြုတဲ့အခါကျတော့နိဗ္ဗာန်ကရှိနေပြီလေနိဗ္ဗာန်ရှိနေတော့သူတို့ကဆေယုံကြီးတွေဆောက်တဲ့နိဗ္ဗာန်ပစ္စည်းရောမပါဘူးကံတော်ကညာဖယားနဲ့နောက်ထပ်တွေ့ရအောင်မယ်ဘုန်းကြီးတို့ကဆုံးကလေးလောင်းတာတောင်မနဲ့ကဆုံးလောင်းတာတောင်နိဗ္ဗာန်ပစ္စည်းဟောတုနော်နိဗ္ဗာန်မှန်နော်နိဗ္ဗာန်ပစ္စည်းဟောတုနိဗ္ဗာန်မှန်နော်နိဗ္ဗာန်ဆိုတဲ့ဥစ္စာဖယားပြိနိဗ္ဗာန်စံတော်မူတဲ့နိဗ္ဗာန်ရှိတယ်အရှင်သာရိပုတ္တရာရှင်မောဂလန်တို့ပြိနိဗ္ဗာန်စံတော်မူတဲ့နိဗ္ဗာန်ရှိတယ်တို့လည်းအဲ့ဒီနိဗ္ဗာန်ကိုတော့ဆုံးရောက်ရမယ်လို့ဒါလေးသိထားတယ်သူတို့မသိဘူးသူတို့မကြားဘူးသူတို့မသိဘူးဘုန်းကြီးတို့ကသူတို့ကနေတိုင်းသုံးညင်တာသုံးနေလေအကောင်းစားညင်တာစားနေလေဒီအသိမသိဘူးဘုန်းကြီးတို့ကနိဗ္ဗာန်ကိုလည်းသိနေတယ်နိဗ္ဗာန်ကိုရောက်ရပါလို့နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့ရဲ့နိဗ္ဗာန်ပစ္စည်းဟောတုနိဗ္ဗာန်ပစ္စည်းဟောတု ਨੇ ဘုန်းကြီးတို့အစဉ်တန်းလေသိပြီးတော့မြင်လာပဲလေအဲ့ဒီမြင်တဲ့အစဉ်တန်းကိုဘုန်းကြီးတို့အသုံးချပြီးတော့ဘုန်းကြီးတို့ကိုယ်တိုင်တကယ်ပြီးတသူတော်ကောင်းဖြစ်အောင်ကြိုးစားပြီးတော့အကုသိုလ်တွေရှောင်ပြီးတော့ဒီလိုနေနိုင်ကြလို့ရှိရင်သူတို့လိုမသုံးနိုင်ပေမဲ့လို့သူတို့တဲ့သာတဲ့တရားအသိဉာဏ်တွေရနေတာဖြစ်တော့သူတို့တဲ့အရင်ပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုရမယ်ပုဂ္ဂိုလ်တွေဖြစ်လို့မို့ဝမ်းမြောက်စရာကြီးအင်မတန်ကောင်းပါတယ်ဒါကြောင့်ပဋ္ဌာန်းတရားတော်နဲ့စပြီးတော့သိစရာတွေအများကြီးသိလာကြပြီလေအဲ့ဒီသိတာကိုအကြောင်းပြုပြီးတဲ့ကာလမိမိတို့ကိုယ်တိုင်စိတ်နေစိတ်ဓာတ်တွေပြုပြင်ပြီးတဲ့ကာလသိက္ခာရှိရှိနဲ့နေနေအောင်ကြိုးစားကြပါ